finance ကိုမြတ်စွာဘုရားရှင်ဟောခဲ့တာသုံးညလားမသုံးဘူး1000ရရင်ဒီပြီးတော့နောက်နေ့မှ1000ရမယ်အခုဘုန်းကြီးဒီပြီးတော့3000လှူလိုက်မယ်3000လှူလိုက်မယ်တဲ့3000လှူလိုက်မယ်တဲ့အကျွေးနဲ့လှူတာအဲ့ဒီကြားတဲ့အကြောင်းအကျိုးမညင်ညွတ်လို့သရတရားမရှိတော့မလှူခြင်းတော့ဖုံဖုံခဏခဏကြော်อ่ะဘုန်းကြီးတွေမှာအများဆုံးကြော်တဲ့ပြဿနာဘာဖြစ်မယ်ထင်လဲဒီပြီးတော့ဘာလှူမယ်ဖေပြီမလားတခါနှစ်ခါသုံးခါနည်းနည်းလေးသဘောပေါက်လာဒါဘုန်းကြီး experience လို့ခေါ်တယ်ဟဲ့လားဒါကြောင့်ဘုန်းဘုန်းတို့တို့ကအကျွေးနဲ့လှူတာအလှူကိုအကျွေးနဲ့မလှူပါနဲ့သက်လုံးပတ်ခဲ့ပါဘာလဲတော့အလှူကိုအကျွေးနဲ့မလှူပါနဲ့ဘယ်တော့မှအကျွေးနဲ့မလှူနဲ့ဝတ္တလသုတ်တံမင်္ဂလသုတ်ဟောပြီးနောက်ရက်မှာဝတ္တလသုတ်ဟောတယ်လှူမယ်လို့ပြောပြီးမလှူတာလူယုတ်မာတယ်ဘုရားကပြောတာမင်္ဂလာကကြီးပွားကြောင်းကိုပြောတာဝတ္တလသုတ်တံကဆုတ်ယုတ်ကြောင်းကိုပြောတာလှူမယ်လို့ပြောပြီးမလှူတာအလှူကျွေးတင်တာအဲ့ဒါဝတ္တလတဲ့အလှူကိုအကျွေးနဲ့မလှူပါနဲ့900လှူနိုင်900လှူ9ချက်လှူနိုင်9ချက်လှူမလှုပ်တဲ့အထဲမှာအကျွေးမရှာနေတဲ့မှာအလှူကျွေးမထားနဲ့တိတ်အန်ရများတာတရားတရားကတော့မနေ့က1000လှူမယ်ပြောတယ်ဒီနေ့ကျတော့ဒီဘုန်းကြီးသဘောမကျပါဘူး900လောက်လှူရင်အဲ့မှာ900အကျွေးတင်သွားမလှူရဲနဲ့ကိုမပြောဘူးလေမပြောဘဲနေနေတာကိတာမရှိဘူးအဲ့ဒါဘောအမြဲတမ်းသတိပေးချက်ပါတယ်အားလုံးမှတ်ထားတာပါပါတယ်တော့အလှူကိုအကျွေးနဲ့မလှူနဲ့အကျွေးတင်ခံပြီးမလှူနဲ့အဲ့ဒါအရေးကြီးတယ်ဟုတ်ပြီနော်ဒါကြောင့်ရလာတဲ့စည်းစိမ်ဥစ္စာတွေကဘလို့တဲ့တော့စာရင်စုဒီမှာအလုံးလုံးနေတဲ့သူပြောဒီလိုတော့ဘလို့စုမလဲအမြတ်မှာအများကြီးမရဘုံ10တန်းအောင်တော့ရန်ကုန်မှာ2000ခုနှစ်ကတွင်ကုန်သွားလို့တဲ့ဒီနေ့ပတ်စံ100ရ2000ခုနှစ်ကနော်ဒီနေ့ပတ်စံ100ရအဲ့ပတ်စံ100ဘုံအဲ့အလုံးမှာ3လလောက်ခဲ့တယ်မနက်သာမကြွေးဘူးထမင်းတက်နဲ့ပဲကြွေးတယ်ဒီနေ့ကို15နာရီလောက်လှုပ်လို့ရတယ်တွင်ကုန်လို့တယ်အဲ့ဘုံ3လလောက်တာပတ်စံ9000စုမိတယ်ပေါက်စီတစ်လုံးဝယ်စားတယ်မနက်ပိုင်း30ပေးရတယ်80ပို့တယ်အဲ့80ကိုစုအဲ့ဒါစုရတဲ့အလေးချင်းကတော်တော်အရေးကြီးတယ်ပတ်စံကမစုတဲ့မရအောင်အဲ့ဒါမှတ်တာမစုတဲ့ရင်ဘလောက်ရပို့တယ်ဆိုတာမရှိဘူးအဲ့ဒါကစိတ်ကိုအလိုလိုက်လို့ပဲကံအဝတ်စားတွေအများကြီးပတ်စံပေါ်တော့ထပ်ဝယ်ဖြစ်တော့ဘာလို့အဝတ်စားထိန်းသိမ်းရတဲ့တာဝန်ကြီးသွားရောအဲ့ဒါကြီးမသိဘူးနော်ပစ္စည်းတခုဝယ်လိုက်ပြီဆိုအဲ့ဒီဟာကိုထိန်းသိမ်းရတဲ့တာဝန်ရှိသွားတယ်ဒါကြောင့် finance မှာအပူမသုံးအောင်အဲ့ဒါမှတ်တာဘာတော့အပူမသုံးအောင်အပူသုံးတာဖြုံးတာပဲဒါကြောင့်သုံးတာနဲ့ဖြုံးတာကွဲဖို့လိုတယ်အဲ့မှာဘာရေးကြည့်တုံးဆိုတော့ရှာတဲ့သူကမဖြုံးဘူးတဲ့ဖြုံးတဲ့သူကလည်းမရှာဘူးတဲ့တကယ်ပတ်စံဖြုံးတဲ့သူတွေကတကယ်ရှာတာမဟုတ်ဘူးသူများပတ်စံနဲ့ဖြုံးနေတာတကယ်ရှာတဲ့သူတကယ်ကိုငွေ